ဘဝတွေကမလွယ်ပါဘူးဗျာဒီလိုဂျောင်ကြားတွေလည်းကျွန်တော်တို့ဝင်အောင်ပြီးတော့ပြုပြင်ဖို့အတွက်ကလေးတွေကိုကျွန်တော်ဝင်ရောက်ခေါ်ဆောင်ရတာလည်းရှိပါတယ်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည်က Dot Trainer ဆရာဇွဲရနိုင်ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ home service အိမ်နိုင်ငံရောက်တင် जा မှုမှာတင် जा ရင်းနဲ့ပြုပြင်ရေးကလေးပေါ့နော်အမူအကျင့်ပြောင်းလဲပြုပြင်ရေးကလေးဖြစ်ပါတယ်နာမည်ကတဲ့ကြီးရဲ့ဗျအခုမြင်တဲ့အတိုင်းပဲကြိုက်ပါတယ်ပေါ့နော်တခင်နေလဲသူမကန်ရဲဘူးပေါ့နော်သူလာကတ်ချင်တာကတ်မယ်သူ့သွားထင်လုံးဝမကြိုက်ဘူးကလေးကဘယ်လိုပုံစံဖြစ်နေလဲဆိုတော့သူ့ကိုသူပဲလီဒါလို့သတ်မှတ်ထားတဲ့ပုံစံဖြစ်တယ်နောက်တစ်ချက်ကလူတွေကိုမယုံကြည်တာပေါ့နော်လက်ရှိမှာအခုမွေးထားတဲ့တခင်တွေကကြတော့လေသူကြီးမှမွေးတဲ့တခင်တွေဆိုတော့သူအသက်တစ်နှစ်ကျော်လောက်မှမွေးတဲ့တခင်တွေဆိုတော့သူ့ကိုလည်းတိတိကျကျကန်တွယ်မရဲကြဘူးပေါ့ဒါလေးတွေကိုကျွန်တော်ဘက်ကနေတက်အားသမျှရက်တူတဲ့နည်းလေးမှာတက်နိုင်သမျှဒါပြုပြင်ပြောင်းလဲပေးနေတဲ့ပုံရိပ်လေးဖြစ်ပါတယ်ဗျာနော်Okay, gimana? No. Okay, then no. No. Easy. Okay, tôi được quá, cái này tôi được quá.